မင်္ဂလာပါခင်ဗျာ BOA United Sports and MMA Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မနေ့ညက Old Trafford ကွဲမှာကစားခဲ့တဲ့ Brentford နဲ့ပွဲစဉ်ဟာ Manchester United ပရိသတ်တွေတော့ပျော်ရွှင်မှုနဲ့ဝမ်းနည်းမှုရောပြွမ်းနေတဲ့ညတညဖြစ်ခဲ့ပါတယ်အသင်းက2ဂိုး1ဂိုးနဲ့အနိုင်ရရှိပြီးလာမယ့်ရာသီ Champion League ဝင်ခွင့်အတွက်အရေးပါတဲ့ရမှတ်62မှတ်နဲ့အဆင့်3နေရာကိုခိုင်ခိုင်မာမာရယူနိုင်ခဲ့ပေမဲ့ပွဲအပြီးမြင်ကွင်းတစ်ခုကတော့ပရိသတ်တွေအားလုံးကိုဝမ်းနည်းမှုန်တက်သွားရှိခဲ့ပါတယ်အဲ့ဒါကတော့ဝါရင်ကွင်းလေလူကက်စမေရိုတရားပရိသတ်တွေကိုလက်ခေါက်တီးနှုတ်ဆက်ရင်းမျက်ရည်တွေဝဲနေခဲ့တာပါပဲသူဟာကွင်းထဲကနေထွက်ခွာသွားချိန်မှာတိတိသားသားကိုစိတ်လူရှာနေခဲ့ပြီးပရိသတ်တွေရဲ့အော်ဟစ်အားဖေးမှုကိုတုံ့ပြန်ရင်းမျက်ရည်တွေတုပ်နေခဲ့တာပါဒီမြင်ကွင်းဟာသူ့ရဲ့ Old Trafford ကစားသမားဘဝနောက်ဆုံးပွဲစဉ်ထင်နိုင်တဲ့ဆိုတဲ့အချက်ပြမှုအဖြစ်အားလုံးကယူဆနေကြပါတယ်ဒီပွဲမှာကက်စမေရိုဟာအသက်39နှစ်လို့မထင်ရလောက်အောင်အကောင်းဆုံးစွာဆောင်ရည်ကိုပြသသွားခဲ့ပါတယ်ပွဲစားပြီးအဆက်မိနစ်မှာပဲ Harry Maguire ရဲ့ဖန်တီးမှုကနေအားပါတဲ့ခေါင်းတိုက်ကိုတွန်းယူပြီးအသင်းအတွက်ဦးဆောင်ကိုရယူပေးခဲ့တာပါဒါဟာသူ့အတွက်ဒီယာဒီ၈ဂိုးမြခေါင်းတိုက်ကိုဖြစ်ပြီး1996ခုနှစ်ကကန်ဒဝင်တိုက်စစ်မှု Dwight York တင်ရှိထားတဲ့စံချိန်ကိုတောင်ပြန်လည်လိုက်မိခဲ့တာပါပွဲတစ်လျှောက်လုံးမှာလည်းတာကဲအောင်မြင်မှု၈ကြိမ်ထိပြုလုပ်ပြီးကွင်းလေကိုတဦးတည်းစိုးမိုးသွားခဲ့တာဖြစ်ပါတယ်ဒါဆိုရင်ကက်စမေရိုလိုအားကိုးရတဲ့ကစားသမားမျိုးပါကြောင့်အသင်းကနေထွက်ခွာဟုပြင်ဆင်နေရတယ်လဲဆိုတာကျွန်တော်တို့ကြည့်ကြရအောင်ပါတရင်တွေအရသူဟာဥရောပဘောလုံးလောကမှာအောင်မြင်မှုအားလုံးကိုရယူသားဖြစ်လို့အခုခါမှာမိသားစုနဲ့အတူပုံမှုအေးချမ်းတဲ့ပတ်ဝန်းကျင်ပြီးတော့စင်ချောမှုရှိတဲ့ American Major League မှာကစားဖို့ဆုံးဖြတ်လိုက်တာလို့သိရပါတယ်အထူးသဖြင့် David Beckham ရဲ့ Inter Miami အထက်မှာ Messi တို့နဲ့တွဲကစားဖို့အခွင့်အလမ်းကသူ့ကိုအထီးကဆွဲဆောင်နေတာပါဒါဖြင့်သူဟာ Saudi Club ရဲ့ကန်လာမှုကိုပယ်ချပြီး MLS ကိုပဲတွားဖို့စိတ်အားထက်နေတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းအသင်းရဲ့ရေရှည်စီမံချက်အရလူငယ်တွေကိုနေရာပေးဖို့အတွက်ဝါရင်ကစားသမားကြီးတွေကိုလမ်းခွဲပေးဖို့ပြင်ဆင်လာတာလည်းပါဝင်ပါတယ်။သူတကယ်ထွက်ခွာသွားမယ်ဆိုရင်တော့ကျွန်တော်တို့ United ပရိသတ်တွေအနေနဲ့ဒီ Brazil ကျဲပွင့်ကြီးကိုအများကြီးလွမ်းဆက်နေရတော့မှာပါ။ကက်စမေရိုဟာအသင်းကိုရောက်ရှိလာတဲ့အချိန်ကစပြီးကန်စစ်အရှိတ်မှာတရိုင်ကြီးလိုကြောက်ဆောင်လိုကားကွယ်ပေးခဲ့တယ်လို့အသင်းရဲ့စိတ်ထန်ပိုင်းဆိုင်ရာကိုပါမြင့်တင်ပေးခဲ့တဲ့စစ်မန်နဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ပါသူပေးဆက်ခဲ့တဲ့များတဲ့ Old Trafford ပရိသတ်တွေကလည်းသူ့နာမည်ကိုတစားစားအော်ဟစ်အားပေးရင်းနဲ့ဂျေဇုတင်ကြောင်းဖျော်ဖြကြပါတယ်မန်ယူအသင်းဟာဒီယာဒီမှာကစားဖို့လက်ချံ၄ပွဲရှိပါသေးတယ်မေလ3ရက်နေ့မှာလီဗာပူးမေလ9ရက်နေ့မှာဆန်ဒလန်မေလ16ရက်နေ့မှာ Nottingham Forest နဲ့နောက်ဆုံးပွဲစဉ်အဖြစ်မေလ23ရက်နေ့မှာ Brighton တို့နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဒီပွဲစဉ်တွေဟာကက်စမေရိုကို United ဂျာစီနဲ့မြင်တွေ့ရမယ့်နောက်ဆုံးအချိန်တွေဖြစ်လာနိုင်ပါတယ်။ဒီကန်နဝင်ကစားသမားကြီးရဲ့နောက်ဆုံးခြေလှမ်းတွေကိုကျွန်တော်တို့အတူတကွစောင့်ကြည့်အားပေးသွားကြရအောင်ပါ။အခုသတင်းကိုသဘောကျတယ်ဆိုရင် BOA United Sports and MMA Channel ကို like နဲ့ subscribe လုပ်ထားဖို့မမေ့ပါအောင်နော်ခင်ဗျာ။နောက်ထပ်စိတ်ဝင်စားစရာအားကစားသတင်းတွေနဲ့အတူပြန်လာခဲ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်